ဒီနေ့ကျွန်တော်လာပြီးမျက်ဝေတင်ပေးသွားမယ်။ကြောင်းရတွေကတော့နော်ကိုယ့်ရဲ့ Facebook account တစ်ခုကို password တွေမမိတော့ဘူးဆိုရင်ကိုကဘယ်လိုမျိုးသွားပြီးကြည့်ပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးမျက်ဝေတင်ပေးသွားမှာဖြစ်ပါတယ်နော်။ကိုယ့်ရဲ့ Facebook account တစ်ခုကကိုက phone သေးတော့တစ်လုံးကိုပြန်ပြောင်းချင်နေဆိုရင်ဒါမှကိုယ့်ရဲ့ Facebook account ကိုက password မမိတော့ဘူးဆိုရင်တော့ဘယ်လိုမျိုးသွားပြီးကြည့်ပေးရမလဲဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအစနဲ့အဆုံးထိကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်။ဒီမှာပထမဆုံးကိုယ့်ရဲ့ဖုန်းထဲမှာပါလာတဲ့အဲဒီ browser တွေကိုတစ်ချက်လာပြီးနှိပ်ဝင်ပြလိုက်နော်။ browser တွေကိုနှိပ်ဝင်လာလို့ပြီးဆိုရင်တော့ဒီအပေါ်မှာစိတ်နဲ့အဲဒီ asset သုံးဆက်လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပြလိုက်နော်။နောက်ပြီးတော့ဆိုရင်တော့ဒီအောက်မှာစိတ်နဲ့အဲဒီ setting လေးကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်။နောက်နှိပ်လို့ပြီးဆိုရင်တော့အပေါ်မှာနဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်ကိုပြပြီးနှိပ်ပေးရမှာတော့ဒီနေရာမှာစိတ်နဲ့အဲဒီ site နော်ဒီ site ဒီကြောင်းကိုထားပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီ Google password manager ကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နော်နှိပ်လို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပြီးဆိုရင်ကိုယ့်ရဲ့ Facebook account ကိုနော်ကိုဒီ Facebook software နော်ဒီနေရာလေးကိုရောက်လာပြီးဆိုရင်တော့ကိုယ့်ရဲ့ Facebook လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်တော့ခင်နော်ဒီမှာကျွန်တော်ဝင်ပြထားတဲ့အဲဒီ Facebook ကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်နှိပ်လို့ပြီးဆိုရင်တော့ကိုယ့်ရဲ့ဖုန်းမှာစိတ်နဲ့အဲဒီscreen lock နော်အဲဒီတော့ကိုချက်လာပြီးနှိပ်ပေးလိုက်တော့ခင်နော်နောက်လိုက်လို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပြီးတော့နော်ကိုဝင်လာတဲ့ကိုယ့်ရဲ့အကောင့်ကဘယ်နှလုံးစီးလဲဆိုတာကတော့ဒီနေရာမှာကလို့ပေါ်လာမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆိုများကိုယ့်ရဲ့ Facebook အကောင့်ကနော်ကိုကဖုန်းအသေးနောက်တစ်လုံးပြတ်သွားပြီးဝင်ချင်တယ်ဆိုရင်ဒီနော်ကိုက password ကိုမမိတော့ဘူးဆိုရင်တော့ဒီနည်းလေးနဲ့လာပြီးကြည့်ပေးလို့ရပါတယ်နော်ဒီနည်းလေးနဲ့လာပြီးအသုံးပြုပေးလို့ရပါတယ်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆိုများကိုယ့်ရဲ့ Facebook password ကိုကမမိတော့ဘူးနော်အသေးလည်းမပြောင်းချင်ဘူးနော်ကိုကအဲ့ဒီ account နဲ့ပဲကိုကသုံးစီချင်တယ်ဆိုရင်တော့ဒီနည်းနဲ့လာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်တကယ်လို့ကျွန်တော်တကယ်ချင်းမဲ့ဆိုများဒီ video file လေးကိုမဲ့ဆိုတော့အကျိုးစီးခဲမဲ့ဆိုရင်တော့မသိရသူတွေစီမှာသွားပြီးဆက်ပေးကြပါသွားပြီးတော့ကူညီပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေနော်